စုစံနေလေးဖြစ်ပါတယ်မြန်မာငွေ1000ကျော်2000နီးပါးကိုပေါ့နော်အိုမန်နိုင်ငံအလုတ်သမားတွေရှေကနေပြီးတော့မြန်မာငွေချင်းပေးမယ်ဆိုပြီးတော့မချင်းပေးပဲနဲ့ပေါ့နော်လိန်သွားတဲ့သူကသူနဲ့အလုတ်လုတ်လာတာတစ်နှစ်ကျော်2နှစ်ဒီပါပေါ့နော်ပြည့်လဲတစ်နှစ်ပတ်လုံးပေါ့နော်သူနဲ့ပဲလွှဲလာတာစိတ်ချရတယ်ယုံကြည်ရတယ်2ရက်အတွက်တွေပတ်စံမြန်မာငွေရတယ်ပေါ့နော်ဆိုတဲ့အတွက်ကြောင့်အခုချိန်ကာလမှာသူကလိန်သွားတာကမြန်မာငွေ2000ကျော်3000ကျော်ရှိတယ်အခုဆိုရင်ပြည့်ထဲမှာလဲစင်းရင်းရှိတယ်နောက်ပြီးစင်းရင်းတယောက်ချင်းစီရဲ့ပေါ့နော်သူလိန်သွားတဲ့လူစင်းရင်းနေရှိပါတယ်ဒီမှာအလိတ်ခံရတဲ့လူစင်းရင်းရှိပါတယ်မြန်မာငွေနဲ့ဆိုရင်တော့3900ကျော်ပြည့်ရဲ့လက်ထဲမှာရှိတယ်သူလိန်သွားတာပါဒါပေမဲ့စင်းရင်းကတော့အတိအကျတော့မရသေးဘူးမြန်မာငွေနဲ့ဆိုရင်တော့သူကလူကြီးအခုအယောက်50ကျော်60ရဲ့ပတ်စံတွေကိုလိန်သွားတာပါနော်ညီမလေးပြပြပေးမယ်သမီးပြပေးမယ်နော်ဒီမှာအတန် white တွေရှိပါတယ်လိန်သွားတဲ့သူတွေဘယ်လောက်ထိလိန်သွားလဲဆိုရင်ဒီမှာကြည့်ပါတချို့တွေဆိုရင်တော့ဟိုဘယ်လိုပြောမလဲမြန်မာငွေနဲ့ဆို80တချို့ဆို100ကျော်ပေါ့နော်အဲ့လောက်ထိအလိန်ခံထားရပါတယ်ဆိုတော့ဒီမှာပြပေးမယ်နော်တချို့တွေဆိုရင်တချို့မိသားစုတွေဆိုရင်မြန်မာငွေနဲ့ဆိုရင်350ပါသွားနေရဒါတယောက်ပေါ့နော်မြန်မာငွေနဲ့350ကျော်ပါပါတယ်အမကလည်း140တဲ့မြန်မာငွေနဲ့ဆိုလို့ရှိရင်15သိန်း6သောင်းအမကပလာကတလေမိုင်းလာကတလာက26ရက်နေ့ကလွှဲတာဆက်လက်ရှိရနော်တလာကဆိုရင်ဒီမှာက130ပေါ့130ဆိုမြန်မာငွေနဲ့ဆို12သိန်းကျော်ပါအမစုစနာလင်းရှိမှာပတ်စံလွှဲတာအရင်လာတွေတော့သူကထည့်ပေးပါတယ်အခု26ရက်နေ့ကအမပတ်စံလည်းမဟုတ်အမတငယ်ချင်းတယောက်ခဲ့ပေါ့နော်လာစားကိုကျွန်မအခုစိုက်ပေးလိုက်ရတာအိုမန်ငွေတရားဆိုမြန်မာငွေနဲ့ဆိုရင်17သိန်းခွဲလောက်ပဲရှိမှထင်တယ်17သိန်းခွဲနော်အဲ့ဒါကတယောက်ဒါနောက်တယောက်စုပါလေတရားရဲ့တစ်ခုရဲ့တရားသူရဲ့တစ်ခုရဲ့15ကျက်ကဲဆို135ရဲ့စုပါပဲ135ဆိုရင်မြန်မာငွေ17သိန်းကျော်12သိန်းနေပါအမအကုန်လုံး680ကလေး680ဆိုရင်မြန်မာငွေနဲ့ဆိုရင်360ကျော်80နီးပါနော်ဒီမှာရှိတယ်80 88သိန်းပေါ့နော်88သိန်းကျော်100ကျော်တဲလီ100အေးပေါ့100ကျော်တယ်ဟုတ်တယ်ခဏလေးပြန်တော့တွက်ကြည့်အောင်မယ်ဟိုက14တွေနဲ့ပို့ပြရမလား380နဲ့မှ3ကျင်နဲ့မှ300ကျော်ဆိုရင်မြန်မာငွေနဲ့ဆိုသိန်း300ဆိုတော့သိန်း30သိန်း30ကျော်လောက်ကြပါဦးရှေးလာတလားသိန်း100ကျော်ဒီလမှာသိန်း30နီးပါနော်အမလေးကျမဘွားယူဒီတော့ငါဖဲရတယ်မြင်ကြတာငါလိန်ခါတာမတီးဘူးမလားပထမတစ်ခါလိန်တော့လည်းသူပဲသူ့မြုပ်ကြီးနဲ့ငါ့ကိုလိန်သွားတာတော့မှလည်းသူ့မမဆုနဲ့လှုပ်လိုက်ရတာအခုမြကြတော့လည်းငါ့ကိုလှုပ်ရကြတာလက်ကြပါဦးကျမကိုတနာလို့နှုတ်ပဲကြိုင်တော့ဖောက်ကင်မှချသွားတယ်နင်ကစိတ်ဆင်းရဲလိုက်တာလို့ပဲပြောလို့ရတာငါအမေစိတ်ုံမှာပက်လက်ကြီးဖြစ်နေတာညီမလေးကိုမမမြစ်တာရက်ခံပြီးတော့ပြောထားတယ်နော်မမအမေကဒူးကျိုးပြီးပေါင်အပ်သွားတယ်အသက်84နှစ်ငါအမေတယောက်တည်းနေတာအိမ်မှာငါနိုင်ငံသားကိုရောက်နေတယ်သိလားအဲ့တော့ညီမလေးကိုပုံမှန်လင်းလင်းပြောပြတာမမမြစ်တာရက်ခံပြီးနင့်ကိုတောင်းတာနော်နင့်ရှိရအဲ့လိုပြဿနာကြတော့ငါမှရင်ထဲမှာဆိုပြီးခေါင်းကွဲထွက်မတက်အခုတချို့မိသားစုတွေဆိုရင်ဆေးရုံရောက်နေလို့ပတ်စံမပေးနိုင်လို့ဆေးရုံကလက်မခံတဲ့အထိတောင်ရောက်တယ်ပေါ့နော်။ဇွတ်တော်မတောင်းနဲ့လीတဲ့ဇွတ်တော်မတောင်းနဲ့လीနားလည်းပေးပါတဲ့။အေးငါတို့ကဇွတ်တောင်းမနေဘူး။ तू ပထမနေ့တွေတုန်းကလည်းပြော24တုန်းကလွှဲလိုက်တဲ့25လဲ24 25 26စောင့်နေ29 तू စားမပြန်တော့ဘူး28လဲ तू စားမပြန်တော့29လဲ तू စားမပြန်တော့အေးငါတို့ဘက်ကငါတို့ဘက်ကအဲ့လောက်ထိဆောင်ပြီးရဲ့နင်းအမိတို့တော့ဂေါ်ဒမီမှာအဲ့မနင်းအမေကစားမပြန်ဘူးငါတို့ကအဲ့လောက်ဆောင်ပြီးရဲ့နင်းအမေကအဲ့မဇွတ်ကြီးလောလောဆယ် customer တွေကိုငွေပြန်ထည့်ပေးဖို့လုပ်ပါမယ်တစ်ရက်နှစ်ရက်ပေါ့နော်အရေးကြီးတဲ့လူတွေကိုအရေးကြီးတယ်လို့ထည့်ပေးရမဆောင်းနိုင်တဲ့လူတွေကိုခဏဆောင်းပေးကြပါလို့ထည့်ပေးရမှာကသိန်းဘယ်လောက်20လောက်ထည့်ပေးရမှာသိန်း80 90လောက်လက်ထည့်ရှိတာသိန်း40လောက်ပေးရတာပေါ့နော်ကိုရှိမှလက်လွှဲထားတဲ့သူတွေဆောက်စေးရုံတက်နေရတဲ့လူတွေအရင်လိုတဲ့လူတွေကိုအရင်ထည့်ပေးရမယ်ကျန်တဲ့လူတွေကတော့ခဏလေးမြစ်တာရက်ခံပြီးတော့ဆောင်းပေးကြပါလို့တောင်းပန်ရမှာပဲ
ညကြရင်အိပ်ပြောပါမှမဟုတ်ဘူးဟေး तू ခကြီးသွားတယ်ဆိုရင်3 ရက်တည်းငါမှအိပ်မပြောတာဟေးသိလားအိပ်မပြောစားမဝင်တာအခုမှနည်းနည်းလောက်ကလေးဖြစ်ညစ်ပြီးမစားလို့လည်းမရတော့ဘူးလေကိုပတ်ဆက်နဲ့စိုက်ပေးရမှာဆိုတော့မစားလို့လည်းမရတော့အကြောင်းအကောက်မအကြောင်းတော့ကျမ်းမာရေးအချိကြိုက်တော့မခံတော့ဘူးဟေးနောက်မှမိသားစုတွေလည်းရှိသေးတယ်အလုပ်တွေလည်းရှိသေးတယ်အကောက်မဘဝဆုံးသွားရင်ငါတို့ကအနာဂတ်တွေအများကြီးရှိသေးတယ်လေ ဟုတ်ပါတယ်ဆိုတိလားညီမဆိုလို့ရှိရင်ပတ်စံ350ကျော်ရမှာကိုလေစဉ်းစားပြီးတော့လေဘယ်လိုရောရမလဲပဲစဉ်းစားတယ်ဒါပေမဲ့ဝက်ဆက်နဲ့ဝက်ဆက်တောင်ပြီးတော့ Messenger နဲ့ဝင်ကြည့်ကိုပါရေးပဲ ငါမီးတယ်မနေ့ကလို့လွှဲတော့မယ်ဆိုဒီလိုနေ့ရတယ်ညီမလေးပုံမှန်အတိုင်းပဲဆိုဦးလေရောတာမသားမကိုရက်ဒီမှာငွေတို့ကြီးကိုလင်ညော်တဲ့အတိုင်းမျောနေရတာဒီမှာပြဿနာတွေကဖြေရှင်းရငွေလေးဓမ္မတွေကလာပြောကိုကပတ်စံနေကြိုးထုတ်ပေးသူတို့ဘာလို့ဆိုရင်ဒီစုဆန္ဒလင်းဆိုတဲ့ကောင်မကြီးကိုကိုကရှုံလို့လေပတ်စံနေကြိုးထုတ်ပေးရ ဒီအိုမမခွတ်မဆွဲရအောင်တမယ်ပဲဒါတော့အင်ရှင်ကထမင်းကျွေးနေလို့တိလားအင်ရှင်ကထမင်းမကျွေးဘဲနဲ့အပြင်လုံသမားဆိုတော့တေးကြတယ်ဟေးငါတို့အပြင်မှာခွတ်ဆွဲနေရပြီတိလားတောင်းတတိယကိုပြောထားရင်ငါ400ကျော်900နီးပါပဲလို့ဒါပေမဲ့တခြားလူတွေရောလွဲတာလို့အလုံးပေါင်းငွေဥမာငွေ1000နီးပါလောက်ရှိရဲ့လို့ပြောထားတာအားကြောင့်တတိယကနေအဲ့ဒါဘတ်ကားထိသွားရမှာတဲ့ဘတ်ကားမှာအဲ့ရုံးမှာတိုင်ရမှာတဲ့ပြီးရင်သူ့ရဲ့အိမ်လိပ်စာကိုတီးရမှာတဲ့အဲ့ဒါလေးငါတို့မြန်မာလူမျိုးတွေကလေးဒီလားဖြတ်ပြောလိုက်ပါမယ်တိတ်ခါငါတို့မလေးညအေးဝအောင်မအေးရတော့ခလေးရဲ့တန်လေးကိုခံပမန်းချက်ကိုလူရုပ်သူရုံမပေါက်လောက်ထားတာတိပစံလေးကိုစံလိန်သွားတဲ့ကောင်မအကောင်မအေးဝဲအခုခက်ကလည်းလိန်စားတဲ့ကောင်မတွေကပဲဟိုပစံရှိကြတာလေးသိလားကိုရီဆိုအင်ရှင်မကောင်းဘူးမိုးလဲနဲ့ရခိုင်းတာလေအဲ့ဒီည7နာရီတနာရီထိကိုသူကပေးမအိတ်ချင်တယ်ဟုတ်တဲ့လားအဲ့လို7နာရီလောက်ဝင်တော့သူကမျက်နှာပြတ်ချင်တာ7နာရီတခါကျရင်တနာရီထိုးခံတယ်အဲ့လိုအများတန်းခိုင်းတာပပဆက်ခိုင်းတာနော်ပြီးရင်လည်းအဲ့လိုမျိုးအလုံးမရှိရင်တော့မှအလုံးတကယ်လုံးဝမရှိဘူးမြို့တိုက်ဆရာအမရှိဘူးဆိုရင်တော့လေဘယ်လိုပြောရမလဲအဲ့ຢာတွေမနက်ပိုင်းတိတ်ပြီးတော့နေလေခင်ထမင်းစားပြီးတဲ့အချိန်ထပ်သိမ်းခိုင်းတယ်ပြီးရင်ညနေအဲ့ຢာတော့ထပ်သိမ်းခိုင်းတာအချင်းချင်းခိုင်းတာအဲ့လိုချွေးနေစာကြီးကွာတိတာတအားနှမျော့လေပြီးတော့လေဟိုတလောကဆိုတကယ်ဟိုတေလောက်အောင်နာကျင်အောင်တော့မဟုတ်ပေမဲ့ရိုက်တယ်ကွာတိလားအဲ့လိုကြောကုန်းဆိုရင်လက်ကမမြောက်နိုင်ဘူးတော့ဖြစ်သွားတယ်သူလက်ပြင်အောင်ချအဲ့လိုရှမ်းဖြစ်တော့လေ ကိုရီးယားဒီဘက်မှာကတည်တယ် ဟိုလောကဆိုတကယ်ဟို ကိုရီးယားဒီဘက်မှာကပေပေမမနဲ့နေမအေးရညမရတချို့ဆိုည7နာရီတစ်ချက်ဆိုဒီမအေးရဘူးเนาะတချို့တွေဆိုရင်မနဲ့4နာရီ5နာရီထားဒီလိုပေပေမနဲ့ရှာတိုင်းငွေတွေ तू ကအကုန်လုံးကိုယူသွားတာเนาะခုပြပြလို့ဆိုရင်လည်းငွေလဲလုံနေတာလက်ခွဲတွေအများကြီးရှိတယ်အဲ့လက်ခွဲတွေအများကြီးကနေပြီးငွေလာလွှဲကြတဲ့သူတွေမှာအများကြီးရှိတယ်အဲ့ဒါကြောင့်မ तू ကတပြုံနဲ့ तू ကကြတော့ဘယ်လိုပြောမလဲခေါင်းဆောင်ပေါ့ဘယ်လိုပြောမလဲအကုန်လုံး तू ကတမသွားတာယူသွားတာမြန်မာငွေနဲ့ဆို3000ကျော်3000ကျော်နီးပါးရှိတယ်အခုပြပြတော့အကုန်လုံးကစားမမဲတောက်မမဲအခုတချို့မိသားစုတွေဆိုရင်ဆေးရုံမှာပတ်စံမပေးနိုင်လို့ပေါ့နော်ဆေးရုံတက်နေရတဲ့မိသားစုရှိတယ်အမှတချို့ဟိုကောင်မလေးတယောက်ရဲ့တားလားသမီးလားတော့မသိဘူးသူတို့တာသမီးဆိုရင်ခလေးကကြောက်ကခွဲစိတ်မှုအတွက်အခုဆေးရုံမှာစောင့်နေတယ်အဲ့လိုမျိုးမိသားစုတွေရှိတယ်တချို့တွေဆိုရင်လည်းပြောကြတယ်သမီးရေဒီမှာအမေမှာတော့အိမ်မှာတော့စားစရာမရှိတော့ဘူးသမီးရေအမေကိုပတ်စံပို့ပေးပါအောင်အဲ့လိုပြောတယ်မိသားစုတွေအများကြီးပဲနော်ဆိုတော့ပြပြရဲ့ပတ်စံတော့တပြားတစ်ချက်မှတော့မပါသွားဘူးပြပြကိုနိုင်ကလည်းသူနဲ့ပဲငွေလဲငွေထုတ်လုပ်နေတာဆိုတော့သူနဲ့ပဲအရင်တော့ကပဲလှုပ်လာခဲ့တာကွာအခုချိန်ကြီးကွာတစ်နှစ်လည်းမဟုတ်ဘူးကွာ2နှစ်လည်းမဟုတ်ဘူးအခုဆိုရင်3နှစ်နီးပါးတဲ့တချို့လူတွေဆိုရင်3နှစ်နီးပါးတဲ့ပါပေါ့နော်ဒါကတော့ဒီမှာကတော့ဒါကလူကြီးစရင်ပေါ့နော်အခုပြပြရဲ့လက်ထဲမှာရောက်လာတာကကြတော့ဆက်ဘယ်နှယောက်လဲ21ယောက်စရင်ရှိတယ်အဲ့ဒါတွေကိုနာမည်စင်းပြောပေးမယ်ဒါကတော့မှတ်တမ်းတင်ထားတာပါထာဝရလက်တွဲ for account number ကကြတော့အိုမငွေ680မြန်မာငွေနဲ့ဆို388သိန်းကျော်ပေါ့နော်နောက်မှာတော့9000 6000လို့ပေါ့နော်အဲ့ဒါ88သိန်းကျော်နောက်တသေးလိုင်ကကြတော့အိုမငွေ115ချင်းမြန်မာငွေကကြတော့73သိန်းကျော်နော်မြနိုးခင်ကကြတော့အိုမငွေ100မြန်မာငွေကကြတော့73သိန်း6000ဦးတန်ကြောင့်သမီးအငယ်မကကြတော့130အိုမငွေ130မြန်မာငွေနဲ့ဆို12သိန်းကျော်ဗာလဲဒါက Twitter ကကြတော့120အိုမငွေ120မြန်မာငွေနဲ့ဆို73သိန်းကျော်ဒါကကြတော့ Che Injury Mori လားမသိဘူးအဲ့ကြတော့မြန်မာငွေသူကမြန်မာငွေပြောပြထားတယ်မြန်မာငွေကကြတော့50ကျော်ခင်လေးကကြတော့မြန်မာငွေ30ကျော်အေရှိမူဟာမဲကကြတော့အိုမငွေ1190မြန်မာငွေနဲ့ဆို138သိန်းပေါ့နော်
သိန်း138သိန်းကျော်မျိုးထွေးကကြတော့ Omori ရဲ့383ဒရမ200ပေါ့နော်ဒါပေမဲ့အဲ့ဒါကိုဟိုဟာတွက်လိုက်တော့မြန်မာငွေနဲ့တွက်လိုက်တော့44သိန်းကျော်တယ်နော် if ဖြူအောင်ကကြတော့AED 1000ပေါ့နော် AED 1000မြန်မာငွေနဲ့ကြတော့မြှောက်ကြည့်လိုက်ပေါ့နော်စမ်းသူစာလိုက်ကြတော့မြန်မာငွေနဲ့ဆိုရင်12သိန်းကျော်နောက်ပြီးရင်မြက်ပူကကြတော့ Omori ရဲ့130မြန်မာငွေနဲ့ဆို15သိန်းကျော်ထွေးကျဲကကြတော့130မြန်မာငွေနဲ့ဆို12သိန်းကျော်ထွေးကကြတော့200မြန်မာငွေနဲ့ဆိုရင်သိန်း200မြန်မာငွေနဲ့ဆိုရင်23သိန်းပေါ့နော်မြက်သူကကြတော့140မြန်မာငွေနဲ့ဆိုရင်16သိန်းကျော်မိုးတူစာကကြတော့130မြန်မာငွေနဲ့ဆိုရင်12သိန်းကျော်စုမြက်ကကြတော့80မြန်မာငွေနဲ့ဆိုရင်8သိန်းကျော်မွန်ကကြတော့130မြန်မာငွေနဲ့ဆိုရင်12သိန်းကျော်ထူးတင်စာမြက်ကကြတော့1900 AED AED ငွေပေါ့နော်ဒူဘိုင်းငွေပေါ့ဇင်ဝေဦးကကြတော့135မြန်မာငွေနဲ့ဆို15သိန်းကျော်တူတူအောင်ကကြတော့80မြန်မာငွေနဲ့ဆို9သိန်းကျော်ပေါ့နော်အားလုံးပေါင်းပြည့်ရဲ့လက်ထဲမှာစည်ရင်းရှိတာက21ယောက်စည်ရင်းမရှိတယ်ဒါပေမဲ့ပြည့်တို့ရဲ့ Messenger group တွေမှာကြတော့အယောက်50ကျော်60ရှိပါတယ်အယောက်50ကျော်60လုံးကလည်းပြည့်ရဲ့စည်ရင်းအတိကြတော့မရောက်လာသေးဘူးပေါ့နော်အကုန်လုံးကလည်းပြောထားပါတယ်တောင်းထားပါတယ်စည်ရင်းအတိကြောင်ရဖို့ပေါ့နော်ဒါပြည့်ရဲ့လက်ထဲမှာရှိတဲ့စည်ရင်းက21ယောက်စည်ရင်းရှိတယ်အဲ့ဒါကိုပေါင်းလိုက်တာ900ကျော်တယ်ပေါ့နော်ဒါပေမဲ့လည်းအခုသူတို့လက်ခွဲတွေလက်ခွဲတွေအောက်မှာရှိနေတဲ့လူတွေအခုချိန်นี้အဲ့ရဲ့စွဆန်နေနင်းဆိုတဲ့ဘဏ်အကောင့်ပေါ့နော်ဒီကောင်မရဲ့ဘဏ်အကောင့်ထဲအခုချိန်นี้လွှဲနေတော့မယ်ပေါ့နော်လွှဲနေတော့မယ်ဆိုတော့တခြားသူတွေလည်းအဲ့ဘဏ်အကောင့်ထဲမလွှဲကြပါနဲ့တခြားသူတွေလည်းသိအောင်လို့ပေါ့နော် share လုပ်ပေးတာပါဒီမှာပါဒီတယောက်ပါဆိုတော့ကိုရီးယားဒီမှာပြပြမနဲ့ရှာလာတဲ့ငွေတွေပေါ့နော်သူကအခန့်သားယူသွားတာပါနော်ဆိုတော့ဒီဗီဒီယိုကိုကြည့်နေတဲ့သူတွေအားလုံးပဲမြတ်တာရက်ခံအပ်ပါတယ်လူကြီးတွေကိုမမတွေဦးတော်တွေပေါ့နော်သက်ဆိုင်ရာလူကြီးတွေများဒီဗီဒီယိုလေးတွေ့ခဲ့လို့ရှိရင်ပေါ့နော်ပြည့်တို့ရဲ့အင်ကိုလို့သမားတွေကိုကူညီပေးပါလာစားတယ်အခုဆိုရင်ပေါ့နော်အကုန်လုံးကရောရမှာပေါ့နော်တချို့လူတွေဆိုရင်ဟို agent လောက်ကြတာပေါ့နော်ငွေလဲစားပစ်လောက်ကြတယ်လက်ခွဲတွေရှိတယ်အဲ့လက်ခွဲတွေကအခုကအကုန်လုံးကရောရမယ်စိုက်ကဲကိုစောက်နေစိုက်နေတာပေါ့နော်350ကျော်ပါ350ကျော်ရောရမယ်သူတွေ300ကျော်ရောရမယ်သူတွေကိုတော်မှစားမယ်တောင်းမယ်ဘာလို့တမန်နိုင်ငံမှာလာပြီးတော့အလွတ်လုံနေရတာပါနော်အဲ့ဒါကိုသူ့မို့လို့လိန်ရက်တာပါသူပါနော်